ခီးသွားရင်လည်းတဲွားလို့အဆင်ပြေတယ်ကွာချင်းဖိလိုက်မှကြီးလုံးဝမထွက်တော့ဒီနေ့ကျမ body skin မှာအမာရွတ်တွေရှိနေတဲ့သူတွေအသားမညီတာတွေအသားအဲ့လိုမျိုးဖြန်းချချတွေဖြစ်နေတာတွေပေါ့နော်နေလောင်လို့အသားကြီးညိုနေတာတွေအဲ့လိုမျိုးလူတွေအတွက်ကောင်းတဲ့ body lotion တွေတခု review လေးပေးရင်လို့ပါအဲ့ဒါကတော့တော်တော်များများသိရလူလည်းသိမယ်မသိရလူလည်းမသိဘူးပေါ့နော် Mizumi ဆိုတဲ့ brand လေးပါဒါတွေက Thai brand လေးအဲ့ဒီ brand လေးကိုကျမ discount ရတော့ဝယ်ထားတာပေါ့နော်သူကတော့ 40 day whitening serum လို့ပြောတယ်ပေါ့နော် concentrated formula နဲ့လုပ်ထားတာပေါ့နော်Do Roche and Even Skin ဆိုတော့အသားရောင်နေတာတွေအသားရည်မွေးချောက်ချောက်ဖြစ်နေတာတွေပြီးတော့အသားရည်ကျန်းတန်းတာတွေပေါ့နော်အဲ့လို body skin တွေအတွက်သုံးလို့ရတယ်ကျမကျတော့ဒါကိုဘာအတွက်သုံးချင်တာလဲဆိုတော့အမာရွတ်အတွက်သုံးချင်တာချင်းနေပါလိကပ်ပြီးသွားလို့ရှိရင်အမာရွတ်တွေကျန်တတ်တဲ့လူတွေပေါ့နော်ကျမလည်းအဲ့လိုမျိုးကျန်တယ်ပျောက်ဖို့လည်းကြာတယ်အဲ့တော့ကျမကဒီဟာကိုအဲ့ဒီဟာအတွက်ကိုသုံးတာပေါ့နော်ကျမ9ချိန်လောက်ပဲသုံးရသေးတယ်အရန်ကောင်းတယ်ဒီ body lotion ကနေတိုင်းသုံးကြရမလို့တစ်ပတ်ကို2ချိန်လောက်ပဲ2ချိန်ကနေ3ချိန်လောက်ပဲသုံးရင်လုံလောက်တယ်ညပတ်ပဲသုံးပေးရမှာနော်သုံးမယ်ဆိုရင်နေကြလို့ရှိရင် body scrub တွေပါလုံးဝသုံးလို့မရပါဘူးဒီဟာကိုသုံးပြီးညဘက်သုံးပြီးသွားရင်နောက်တစ်နေ့မနက်မှာလည်း body sunscreen ကိုလိမ့်ပေးဖို့လိုအပ်ပါတယ် AHA body lotion ဖြစ်နေလို့ပါကျွန်တော် AHA ဆိုတဲ့အတိုင်းမှာသူက exfoliate လုပ်ပေးတာခန္ဓာကိုယ်ရဲ့အရေးပြောင်းမှာရှိတဲ့ cell တွေကိုဖယ်ရှားပေးတဲ့ body lotion တစ်မျိုးလို့ပြောရမယ်ပေါ့နော်လူတွေကခီးသွားရင်လည်းတဲွားလို့အဆင်ပြေတယ်ကွာဒီလိုမျိုးဆိုရင် open ဖွင့်တာဒီလိုမျိုးဆိုလို့ရှိရင်ဖိလိုက်မှကြီးလုံးဝမထွက်တော့အဲ့တော့ခီးသွားလို့ရှိရင်လည်းတဲွားလို့အဆင်ပြေတယ်ပေါ့နော်ကျွန်မကဒါလေးဆန်းပြမယ်နော်သူရဲ့ texture ကအဲ့လိုလေးလုံးဝကြဲကြဲလေးဒီမှာဒီအဲ့လိုမျိုးကျဲပုံစံမျိုးလေးကြဲကြဲလေးအရန်ကောင်းတယ်မကြီးအသားရောလုံးဝလေးစိတ်ဝင်ပြီးတော့အသားကြီးခြောက်သွားတာဆိုရင်အဲ့လိုမျိုးခြောက်သွားတာမျိုးလုံးဝမဖြစ်ဘူးเนาะအသားထဲမှာသူကလည်းဆူဆူလေးနဲ့ကြံခဲ့တာတခုတော့ရှိတယ်သူ့ကိုလိမ့်လိုက်လို့ရှိရင်အပြစ်တာတဲ့ second pin တော့မဟုတ်ဘူးကွာခဏကူမှတိတယ်နည်းနည်းလေးတော့ second pin လေးတော့ဖြစ်တယ်ပေါ့เนาะ on road တဲ့ main ကလေးတွေဆိုလို့ရှိရင်လည်းဒီရှိတော့ကလေးတွေမှာအမာရွတ်တွေပါတယ်ရှိတယ်လူကောင်းတွေပါတယ်အသားမကြီးဘူးဆိုလို့ရှိရင်ဒီဟာလေးကိုသုံးလို့ရတယ်လို့ကျွန်မ review လေးလာပေးတာကျွန်မက body lotion ဆိုလို့ရှိရင် moisturizer ပေးတဲ့ body lotion ပဲအသုံးများတယ်ပေါ့เนาะအဲ့လို whitening body lotion တွေပါတယ်3000နဲတယ်ဒီဟာလေးကတော့စောင့်ထားတာဒါလေးက discount နဲ့ရလို့ဝယ်ထားတော်တော်မှန်သွားတယ်250 ml ပါတယ်ဆိုပေမဲ့နေတိုင်း300ရမလို့တဲ့အတွက်ကိုအသုံးခံတယ်ကျမတို့မျိုးအသားရည်ညီခြင်းနဲ့အမာရွတ်တွေပါပျောက်ရှင်နဲ့အမြန်ပျောက်ရှင်နဲ့ဆိုတဲ့လူလေးတွေရှိရင်ဒါလေးကိုသုံးလို့ရပါတယ်လို့အဲ့ဒါလေးလာပြောပြပါပါကျေးဇူးတင်ပါတယ် bye bye